36ရက်နေ့ကားတိုင်တင်ခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး23အခန်းငယ်26မှအခန်းငယ်38အထိနာမည်ပြောစမ်း ကုရီနေရှိမို့ပါခင်ဗျာ ဒီဘက်ကိုလာခဲ့ ကျိုးကိုဖျက်လိုက်ဟေးဟန်စမ်းလာရီကိုဟဲ့နောက်ဆုံးလမ်းဖယ်သမားဟုတ်နောက်ဆုံးနောက်ဆုံးအတွက်ကျမတို့သိပ်ဝန်းနေတယ်ရေတောက်ပါအောင်သခင်ရေတောက်လိုက်ပါဦးသခင်ယေရုရှလင်မြို့သူတို့ငါအတွက်မငိုနဲ့တင်တို့ရဲ့သားသမီးတွေအတွက်ငိုကြပါငါကိုဒီလောက်ညှဉ်းပန်းနှိပ်စက်နေကြရင်တင်တို့သားသမီးဆိုပူဆိုးမယ်သခင်ကိုဖျားသခင်ကဲမှာပါကိုရောအတွက်ဆုတောင်းပေးနေပါတယ်ပါမင်းနေအမြဲဟေးသွားအမြဲကဲလာကဲသွားလိုက်စမ်း
လိုက်စမ်းကြောပြောလိုက်ကြဖသူတို့ရဲ့လုံမိတော့အပြစ်ကိုလွတ်ပါသူများကိုကဲတယ်လို့သူ့ကိုသူကဲပါစေ ကဲဒီရှိဆိုကိုကဲဒီမီကားရမကစင်ငယ်တူတူဆန်းဆန်းတစ်ခုလောက်လုံးပြပါအောင်နံပါတ်1ဖယားသခင်ဤသို့တငယ်ယေရှုကလက်ဝါးကားတိုင်းကိုအဘဲကြောင့်ခံနိုင်ရရှိသလဲနံပါတ်2လက်ဝါးကားတိုင်းပေါ်ကနေလူအုပ်ကြီးထဲမှရှိနေသောငါအားယေရှုကကြည်နေသည်ဟုစိတ်ကူးကြည့်သည့်အခါငါသည်ဘာတွေစဉ်းစားပြီးဘာတွေခံစားနေသလဲ